Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကိုအကြိုက်တဲ့ဘယ်လိုပြောမလဲကိုဒါကြိုက်တဲ့ဒီ color ကြိုက်တဲ့ favorite plus verb to be ဖြစ်ပါတယ် Okay ကိုအကြိုက်မပြောခင် verb ဒီ be ကိုလေ့လာကြည့်အောင်နော် be ဆိုတဲ့အဓိပ္ပာယ်ကဖြစ်တည်ရှိတည်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် be ကအမှန်တကယ်တော့သူက base verb ပေါ့နော် verb 0ဖြစ်တဲ့ infinitive လို့လည်းခေါ်တယ် verb 1ကမှ am is are ပေါ့နော် subject အနည်းများပုံမူတည်ပြီးတော့ am is are ပြောင်းသွားမယ် Okay ဒါဆိုစလိုက်ရအောင် Okay ငါရဲ့အကြိုက်ကပီဇာနဲ့ခောက်ဆွဲဆိုရင်အင်္ဂလိပ်လိုဘယ်လိုပြောမလဲ My favorite foods are pizza and noodles ဒီမှာဘာလို့ are ထည့်ထားတာလဲဆိုရင် favorite နဲ့ verb to be နဲ့ပေါ့နော် are ကသူကြိုက်တဲ့ foods ကနှစ်မျိုးမို့လို့ pizza ရဲ့ခောက်ဆွဲရဲ့နှစ်မျိုးမို့လို့ subject ကအများဖြစ်နေလို့ are ထည့်ပေးတယ် Okay ငါစိုက်တဲ့အားကစားကဘောလုံးနဲ့လက်ဝဲနဲ့ဆိုအင်္ဂလိပ်လိုဘယ်လိုပြောမလဲ My favorite sports are football and boxing. Okay ဒီမှာလည်း are ထည့်ထားတယ်ဘာလို့လဲဆိုတော့စိုက်တာနှစ်မျိုးဖြစ်တယ်ပေါ့နော် football ဘောလုံးရဲ့လက်ဝဲရဲ့နှစ်မျိုးမို့လို့အများ are ထည့်ထားတယ်ပေါ့နော် Okay အကြိုက်ဆုံးအရာကဘယ်အရာဖြစ်မလဲ My favorite colors are black and white. အကြိုက်ဆုံးအရာကဖြူနဲ့အနက်နဲ့နှစ်မျိုးပေါ့နော်နှစ်မျိုးဆိုတော့ verb to be က are ဖြစ်တယ်ပေါ့နော် My favorite colors are black and white. Okay. Language ထဲမှာ English language ကိုကြိုက်တယ်ဘယ်လိုပြောမလဲ My favorite language is English. ဟုတ်တာပေါ့အင်္ဂလိပ်လေ့လာနေတော့အင်္ဂလိပ်ကြိုက်ရပြီပေါ့နော် Okay ဒီမှာ language ကတစ်မျိုးတည်းမို့လို့ is နဲ့သုံးခြင်းဖြစ်တယ်ပေါ့နော်အနေ verb to be အနေပေါ့နော် My favorite language is English Okay တိရစ္ဆာန်တွေထဲမှာဘယ်တိရစ္ဆာန်ကိုကြိုက်လဲ My favorite animal is ဘာမှမဟုတ်လေဒီ animals တွေကအများဆိုရင် My favorite animals are comment မှာရေးခဲ့ပေးလို့ရပါတယ်အင်္ဂလိပ်စာအတူတူလေ့လာမယ်ဆိုလို့ရှိရင် Slow English Channel ကို subscribe လုပ်ထားရအောင်နော် See you